လေဖြန်းပြီးတဲ့နောက်ပိုင်းမှာဘာဆာသွေးတိုးနေတာဘာကြောင့်လဲသိချင်ပါတယ်ဆိုပြီးတော့မှန်ထားတဲ့မှန်လေးကိုဒီနေ့ဒီဗီဒီယိုလေးထဲမှာဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့အာဟာရဆိုင်ရာဆရာဝန်ဒေါက်တာစွန်သေးရေးပါတကယ်တမ်းကျတော့စားတောက်ကြောင့်မို့လို့သွေးတိုးတာမျိုးမဟုတ်ပါဘူးတချို့ကထင်တတ်ကြတယ်နွားနို့တောက်ရင်သွေးတိုးမယ်ထမင်းစားပြီးရင်သွေးတိုးမယ်တခုခုစားတောက်အနီရောင်သားလိုမျိုးအစီစိမ်ပါတယ်စားတောက်တခုခုစားတဲ့သွေးတိုးမယ်ဒီလိုမျိုးတွေထင်တတ်ကြပါတယ်တကယ်တမ်းတော့အစားတောက်ကြောင့်မို့သွေးတိုးတာမျိုးမဟုတ်ပါဘူးကိုစားနေတဲ့စားတောက်ထဲမှာစားတဲ့ပါဝင်မှုနှုန်းအရမ်းများနေတဲ့အစားတောက်ကိုစားမိမယ်ဆိုရင်တော့သွေးတိုးနိုင်ပါတယ်စားတဲ့ပါဝင်မှုနှုန်းများရဲဆိုတဲ့ဟာမျိုးကငပိငချောက်ငံပြာရည်လိုမျိုးဒီလိုမျိုးစားတောက်တွေကိုပြောတာအပြင်စားရည်စိမ်ထားတဲ့စားတောက်တွေဒါမှမဟုတ်ရင်ကိုဟင်းချက်တဲ့ထဲမှာစားတွေကိုငံပြာရည်တွေကိုခရူးစီတွေကိုပဲငံပြာရည်တွေကိုချုံမုံတွေရောပေါ့နော်ဒီလိုမျိုးစားတဲ့ပါဝင်တဲ့အစားတောက်တွေကိုကျွန်တော်တို့ထည့်ပြီးတော့စားသုံးပေးနေမိမယ်အများကြီးတွေစားနေမိမယ်လိုရာထက်ပိုပြီးစားနေမိရဆိုရင်သွေးပေါင်ချိန်လာပြီးတော့တက်စီတာမျိုးတွေ့ရတတ်ပါတယ်ဒါကြောင့်မို့လို့လေဖြန်းထားတဲ့လူနာတွေမှာများသောအားဖြင့်သွေးတိုးရောဂါနဲ့ဆက်ဆက်နေကြပါတယ်အဲ့တော့ကို့မှာသွေးတိုးရောဂါတကယ်ရှိနေတာသိကြရဲဆိုရင်တော့သွေးကြစေးသည်မှန်နေအောင်လို့နံပါတ်1တေချာလေးတောက်ပေးရပါမယ်နောက်တစ်ခုကတော့ကို့သွေးပေါင်ချိန်ကိုချိန်နဲ့ချိန်သည်စားတော့စားပြီးတိုင်းနောက်ကနေလိုက်ချိန်တာမျိုးချက်ချင်းမလုပ်သင့်ပါဘူးခဏဆောင်ပြီးနိုင်ဝက်လောက်နေမှသွေးပေါင်ချိန်ပြန်တိုင်းတာမျိုးလုပ်ကြည့်သင့်ပါတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့နေ့စဉ်စားတဲ့ထဲမှာစားတောက်တွေထဲမှာအလွန်ငံကျူးနေတဲ့စားတောက်တွေအလွန်ငံတဲ့စားတောက်တွေကိုရှောင်ပေးရမှာဖြစ်ပါတယ်နောက်ပြီးဟင်းချက်တဲ့ခါမျိုးမှာဆိုလဲစားတစ်မျိုးရဲနဲ့တက်နိုင်တဲ့လိုက်ချက်တာမျိုးတွေလုပ်ပေးသင့်ပါတယ်စားတွေရောခုနပြောသွားသလိုစားတွေရောငံပြားရေးပဲငံပြားရေးခရူးစီဟင်းချုံမုံဒါမျိုးအဆုံးပါတယ်စားတောက်မျိုးတီစားလို့တော့ကောင်းမှသိကြတယ်ဒါပေမဲ့သွေးပေါင်ချိန်ကိုတက်စီရဲလာပြီးနှောက်ယှက်စီနိုင်တဲ့အစားတောက်မျိုးတွေဖြစ်နေတတ်ပါတယ်ဒါကြောင့်မို့လို့လေဖြန်းပြီးတော့အစားတောက်တစ်ခုခုစားတဲ့ဒီစားတောက်တွေကြောင့်မဟုတ်ပါဘူးစားတောက်ထဲမှာပါတယ်စားတဲ့များနေတာကြောင့်မို့လို့ဖြစ်နိုင်ပါတယ်ရှေ့မှာပြောသွားသလိုပဲကိုယ့်ရဲ့သွေးတိုးရောဂါရှိရဲဆိုရင်သွေးပေါင်ချိန်ကိုတေချာလေးအချိန်မှန်အောင်ချိန်သင့်ပါတယ်လှုပ်ရှားမှုတွေလုပ်ပြီးရဲ့နောက်ပိုင်းစားတောက်ကိုစားပြီးရဲ့ချက်ချင်းတိုင်းမှာသွေးပေါင်ချိန်လိုက်မချိန်သင့်ပါဘူးနံပါတ်2နေနဲ့ပြောရမယ်ဆိုရင်တော့ငံကျူးနေတဲ့စားတောက်တွေကိုတေချာလေးရှောင်ပေးရပါမယ်နံပါတ်3နေနဲ့ကကြတော့ဆေးကိုတေချာကိုပြသနေကြဆရာဝန်ထူကူနဲ့တေချာတိုင်ပင်ပြီးတော့ပုံမှန်တောက်သုံးသင့်ပါတယ်ဒီလိုမျိုးတောက်သုံးနေရတဲ့နေ့တောင်မှသွေးပေါင်ချိန်မကျနေသေးဘူးဆိုရင်တော့တေချာတိုင်ပင်ပြီးတော့ဆေးတိုးရပါမယ်လေ့ကျင့်ခန်းလိုမျိုးကိုလက်လှုပ်ရှားမှုလိုမျိုးနေ့စဉ်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းလိုမျိုးပေါ့ပပါတွေလုပ်ပေးသင့်ပါတယ်ဒါကလည်းကျမတို့ဒီသွေးတိုးတာကိုကာကွယ်ပေးနိုင်ပါတယ်ခြေတလုံးကြွက်သား